ညီကိုတွေအားလုံးပဲမင်္ဂလာပါခင်ဗျာ CR Dan for Channel နဲ့ကြိုဆိုလိုက်ရပါတယ်ကဲအဲ့တော့ကျွန်တော် Manchester United ပရိသတ်တွေအတွက်ကတော့ဒီနေ့ကမင်္ဂလာရှိတဲ့နေ့လေးဖြစ်မယ်လို့ကျွန်တော်တို့ထင်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်မညာကဖူအန်အသင်းကို 3-2 ဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိပြီးတော့ MPC ရဲ့အဆင့်လေးနေရာကိုလည်းပြန်ပြီးတော့တန်းလန်းသွားတယ်ချန်ပီယံလိဝင်ခွင့်အတွက်လည်းကျွန်တော်တို့အတွက်ဒါအပြိုင်ဆိုင်ဖြစ်နေတော့ကျတော့ပရိသတ်တွေလည်းကျွန်တော်ကျင်းနေကြလိမ့်မယ်လို့ထင်ပါတယ်အဲ့တော့ကျွန်တော်အနေနဲ့ဒီဗီဒီယိုလေးကတော့မညာကစားခဲ့တဲ့ပွဲစဉ်ထဲမှာကျွန်တော်အချိုက်ဆုံး United Player 9ယောက်ကိုကျွန်တော်ရွေးထုတ်ပေးသွားမှာပဲဖြစ်ပါတယ်အဲ့တော့ညီကိုတို့နဲ့ရောအမြင်တူလားကျွန်တော်နဲ့တူဆက်ပြီးတော့ကြည့်ရအောင်အဲ့တော့ဒီကစားသမား9ယောက်ကကျွန်တော်ရဲ့ဒါစိတ်ကြိုက်ရွေးထားတာဖြစ်လို့ညီကိုတို့နဲ့ဒါအမြင်မတူတာလေးရှိရလဲဆွေးနွေးခဲ့လို့ရပါတယ်အဲ့တော့ကျွန်တော်အချိုက်ဆုံး Player ပထမဆုံးတစ်ယောက်ကတော့ Matheus Cunha ပဲဖြစ်ပါတယ်အဲ့တော့ Matheus Cunha ကိုကျွန်တော်ကရာသီအစတော့ဆိုလို့ရှိရင်မကြိုက်တဲ့ထဲမှာပါတယ်မကြိုက်ဘူးဆိုတာသူ့ရဲ့မှာဒီပေါ့ဒီ shooting skill ကိုတိတ်မကြိုက်တဲ့အထက်မှာပါတယ်ဘာလို့လဲဆိုတော့ဗျာကျွန်တော်တို့ကအရင်တော့ Rashford တို့ Greenwood တို့ဆိုလို့ရှိရင်ကန်လိုက်ပြီဆိုတာနဲ့အပြေးရင်နဲ့ကန်တော်တွေ့ရဒါပေမဲ့ဒီကုညာရဲ့ပုံစံကျအဲ့လိုမဟုတ်ဘူးသူကကျတော့အဝေးခံချက်တွေကန်တယ် area ဘောင်းရှိတ်ကနေခဏခဏကန်တယ်အဲ့တော့ကျွန်တော်တို့မကြိုက်ကြဘူးပရိသတ်တွေမကြိုက်တာလဲစမ်းတော့မဆန်းဘူးဒါပေမဲ့အခုနောက်ပိုင်းပွဲစဉ်တွေမှာဒီသူ့အနေနဲ့ City နဲ့ပွဲစဉ်ကစပြီးတော့သူ assist တစ်ချိန်ရတယ်အမှန်တကယ်ဆိုရင်အဲ့နေ့ပွဲမှာ2ချိန်ရမှာပြီးရင်နောက် Arsenal နဲ့ပွဲစဉ်မှာလည်း3 goal ရတယ်အရန်ကိုတည်သက်လှပခဲ့တယ်ဒီနေ့ပွဲစဉ်မှာဆိုလို့ရှိရင်လည်းအသင်း 1C ဖြစ်နေတဲ့အချိန်မှာ 2C ဖြစ်နိုင်မဲ့အခွင့်အရေးကိုသူအကောင်းဆုံးကန်သွင်းပေးတော့တဲ့အတွက်ကြောင့်ကျွန်တော်အခြေဆုံး player နံပါတ်5နေရာမှာထားပေးရခြင်းဖြစ်ပါတယ် Okay နောက်ထပ်တစ်ယောက်ကျွန်တော်အခြေဆုံးနောက်ထပ်တစ်ယောက် player နောက်ထပ် player တစ်ယောက်ကတော့ကျွန်တော် Kobe Mainoo ကိုကျွန်တော်ရွေးချင်တယ်အဲ့တော့ကျွန်တော်နောက်တန်းမှာပေါ့နော် Harry Maguire အရင်ဥဆောင်ထားနိုင်တယ်ဆိုရင်ကျွန်တော် penalty ပေးလိုက်ရတော့ကျွန်တော် Kobe ကိုပဲရွေးချယ်လိုက်ရခြင်းဖြစ်တယ်ဒီနေ့ပွဲစဉ်မှာကွင်းလန်ရဲ့အရေးပါမှုကြောင့်ကျွန်တော်အနေနဲ့နည်းနည်းတက်တက်ရခဲ့လို့ထင်တယ်ဒုတိယပိုင်းမှာညီကိုတို့ဒီဥကာတေးဝင်လာတဲ့အချိန်မှာညီကိုတို့ကြည့်လိုက်ပါလားအဲ့မှာကွင်းလန်ပေါက်သွားတော့ဘလောက်တောင်ဆိုးသွားခဲ့လဲကျွန်တော်တို့အနေနဲ့ဘယ်လိုမျိုးခက်ခဲသွားခဲ့လဲဆိုတော့ညီကိုတို့အမြင်ပဲဒါကြောင့်မလို့ကျွန်တော် Kobe ကိုပြန်ပြီးရွေးချယ်ရခြင်းဖြစ်တယ်ပထမပိုင်းမှာဆိုလို့ရှိရင်သူ့အနေနဲ့ဒီCasemiro နဲ့လည်းအတွဲညီတယ်ပြီးရင်နောက်တန်းနေစီကနေဘောလုံးတဲတယ် ball carries တွေလုပ်တယ်ပြီးရင်တောင်ပန်တွေကိုသူဖြတ်နေပေးရရှိရတွေပေးတယ် Bruno နဲ့ပြန်ပြီးတော့ချိတ်တယ်ပြီးတိုက်စစ်ကိုပုံဖော်ခဲ့တဲ့ဟာတွေကအရန်ကိုကောင်းမွန်လာပါတယ်ကျွန်တော်တို့အသင်းမှာမမြင်ရတာကြာပြီဖြစ်တဲ့ကိုဘီသူ့ရဲ့မှာ debut ရခဲ့တဲ့ season ကခြေစွမ်းမျိုးပြန်ရနေပြီလို့ထင်တယ်ကျွန်တော်ကတော့ Warkit အတွက်ပါဒီကစားသမားလေးကိုဒါကျွန်တော်မျှော်လင့်မိပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်ချက်ဆုံးတတိယနေရာက player ကတော့ပထမပိုင်းမှာရောဒုတိယပိုင်းမှာပါကျွန်တော်အသွင်အတွက်အရေးပါတဲ့ဂိုးတွေကိုဒါပုတ်ထုတ်ကာကွယ်ပေးသွားခဲ့တဲ့ဂိုးသမား Sandy Lemans လေးပဲဖြစ်ပါတယ်အဲ့တော့ Lemans ကတော့ဗျာကျွန်တော်တို့အရင်ကြီးအပြစ်ပြောရမယ့်ဂိုးသမားတော့မဟုတ်ဘူးဒီနေ့ပွဲစဉ်မှာနှစ်ဂိုးပေးလိုက်ရတယ်ဆိုတာသူ့အပြစ်တွေမဟုတ်ဘူးဗျာပေးလိုက်ရတဲ့ဂိုးတွေကလည်းအရန်ကောင်းတယ်ပြီး penalty လည်းပါသွားတယ်အဲ့တော့ပထမပိုင်းမှာဆိုလို့ရှိရင်ဒီ area ချိတ်ကနေ sorry ဒီ down ကန်ပေါ်ကနေပေးလိုက်ရတဲ့ဒီမထင်မှတ်ဖက်နဲ့ဂိုးပေးလိုက်ရတဲ့အခြေအနေတွေရှိတယ်ပြီးရင် Harry Maguire ဒီသူ့ဘွားနေကြော်သွားပြီးတော့ဒီRaul Jimenez ကန်တာပေါ့နော်ဒီ deflect ဖြစ်ပြီးတော့ဝင်မလို့အခြေအနေဖြစ်တယ်အဲ့ဒီနေရာမှာလည်း Salamans ကန်သွားတယ်ကာကွယ်သွားတယ်ပြီးတော့ရင် penalty ပေးလိုက်ရတဲ့အလုံးမှာဆိုလို့ချင်းသူရှေ့ကိုတက်ပြီးတော့ကာခဲ့သေးတယ်ဒါပေမဲ့ကံမကောင်းစွာနဲ့ပဲဟိုဒီ penalty ပေးလိုက်ရလို့ပေါ့နော်မဟုတ်လို့ရှိရင်သူအဲ့အလုံးကိုလည်းကာနိုင်မယ်လို့ကျွန်တော်ယုံကြည်ထားတယ်ပြီးရင် free kick မှာဆိုလို့ရှိရင် Calvin ရဲ့ free kick ကိုအကောင်းဆုံးပုတ်ထုတ်ကာကွယ်နိုင်တဲ့အတွက်ကြောင့်ကျွန်တော်ကတော့ဒီနေ့ပွဲစဉ်မှာကျွန်တော်တို့အတွက်အရေးပါတဲ့ကာကွယ်မှုတွေလုပ်နိုင်ခဲ့တဲ့အတွက်ကြောင့်ကျွန်တော်အခြေဆုံးနံပါတ်3နေရာမှာရွေးခဲ့ခြင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်အခြေဆုံးနံပါတ်နံပါတ်2နေရာမှာရှိတဲ့ player ကတော့ဒီနေ့ပွဲစဉ်မှာ Man of the Match ရရှိသွားခဲ့တဲ့ Carlos Casemiro ပဲဖြစ်ပါတယ်အဲ့တော့ Casemiro ကတခုနောက်ပိုင်းပွဲစဉ်တွေမှာခြေစွမ်းပို့ပြီးတည်ငြိမ်လာတယ်အရန်ကိုလည်းဒါ form မိနေတယ်လို့ပြောလို့ရတယ် City ပြီးရင် Arsenal ပြီးရင်အခုဖူအန်နဲ့ပွဲစဉ်တွေမှာဆိုလို့ရှိရင်သူ့ရဲ့ခြေစွမ်းကတသမတ်တည်းရှိတယ်ဒီသူ့ရဲ့ဘေးမှာပေါ့နော်ကိုယီမန်နူးလို player မျိုးရှိတယ် ball carry တွေလုံနိုင်တယ်အတက်ဆင်းမှန်မှန်လုံနိုင်တဲ့ player ရှိတဲ့အခါမှာ Casemiro ကအရန်ကိုဒါအသုံးဝင်ပါတယ်အဲ့တော့ကျွန်တော်ဒါဒီသူ့ကိုစခေါ်တဲ့ရာဒီကခြေစွမ်းမျိုးတော့မဟုတ်ပေမဲ့အဲ့လောက်နီးနီးရနေပြီလို့ကျွန်တော်တို့ကိုခံစားစေတယ်ကျွန်တော်တို့ဒါပေးသွားတဲ့ပေးပုံမှုအစပြီးရင်သူခေါင်းလိုက်သွားတဲ့ဂိုးမှာရောပြီးရင် no look pass ပေးသွားတဲ့အချိန်မှာရောကျွန်တော်တို့အတွက်ဒါမယုံကြည်နိုင်လောက်အောင်ကောင်းတဲ့ player တယောက်ဖြစ်ပါတယ်နေပွဲစဉ်မှာလည်းသူ့အနေနဲ့တချို့တော့ရရှိတဲ့အခွင့်အရေးဖူအန်ရရှိတဲ့အခွင့်အရေးတွေကိုသူအကောင်းဆုံးဟန်ထားနိုင်ခဲ့လို့ကျွန်တော်ကတော့မြင်တယ်ပြီးတော့ရင်သူထွက်သွားတဲ့အချိန်နဲ့တစ်ဖက်ကဥကာတီဝင်လာတဲ့အချိန်မှာကျွန်တော်အတင်းဂိုးတွေပေးလိုက်ရတာကိုကြည်ချင်းအဖြစ် Casemiro ဘယ်လောက်အရေးပါလဲဆိုတော့ကျွန်တော်ဒီနေ့ပွဲစဉ်မှာတွေ့နိုင်ပါတယ်အဲ့တော့နောက်ထပ်တစ်ယောက်ကတော့အရေးပါတဲ့အချိန်တိုင်းမှာအမြဲတမ်း assist တွေလုပ်ပေးဂိုးတွေနဲ့ဖန်တီးပေးနေတဲ့
ကျွန်တော်ရဲ့ captain Bruno Fernandes ပဲဖြစ်ပါတယ်အဲ့တော့ Fernandes ကတော့ဗျာကျွန်တော်သိတဲ့အတိုင်းပဲမိနစ်90ပြည့်မနာရန်ရှေ့တက်နောက်ဆင်းပြေးမယ်တောင်ပန်တွေကိုလည်းပြေးရင်ပြေးမယ်တိုက်စစ်နေရာတွေလည်းပြေးရင်ပြေးမယ်သူလိုအပ်ရင်လိုအပ်တယ်လို့မျိုးသူကနေရာဆုံးလိုက်ပြီးတော့ရွေးရှားကစားနေတယ်ပြီးတော့ရင် free kick ဒီမှာလည်းအားကိုးရတယ်သူပထမပေးလိုက်တဲ့ free kick ဆိုလို့ရှိရင်အသာလေးအမတင်ပေးလိုက်တာကို Casemiro အသာလေးခေါင်းတိုက်ပြီးတော့သွင်းရုံပဲဒုတိယအလုံးမှာဆိုလို့ရှိရင်sorry ဒုတိယအလုံးမှာဖြစ်တယ်နောက်ဆုံးအလုံးမှာဆိုလို့ရှိရင်လည်းသူဘောလုံးရလာတဲ့အချိန်မှာတစ်ဖက်ဒီဘရက်ဆေးကိုခဏလှည့်ပြီးတော့မှအေရီးယားထဲကိုချိုးလာတဲ့အချိန်မှာကျွန်တော်တို့ဒါအနိုင်ကိုဖြစ်စီခဲ့တဲ့အတွက်ကြောင့်အရေးပါတဲ့အချိန်မှာအမြဲတမ်း carry ပေးနေတဲ့ကျွန်တော်တို့ Bruno Fernandes ကိုဒီနေ့ပွဲစဉ်မှာအချိန်ဆုံး player အဖြစ်နဲ့ရွေးချယ်လိုက်ရခြင်းဖြစ်ပါတယ်ညီကိုတို့ဘယ်လိုမြင်ကြလဲကိုယ့်ရဲ့အမြင်လေးတွေကို comment မှာရေးခဲ့လို့ရပါတယ်ကြည့်ရှုအားပေးခဲ့တဲ့ညီကိုတယောက်ရှင်းတဲ့ကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ